DNA နောက်ထပ်မျိုးတစ်မျိုးဖြစ်တယ်ကိုယ်မျိုးကိုရောက်နေရပါတော့။မနေ့ကကျွန်မ train ကိုစီးလိုက်တယ်ပေါ့နော်။ဒါနဲ့လေဝေးကို train စီးလာလေ tourist train စီးလာအရန်လာတယ်ဒီလား။တကယ်လို့ဒါနန်းမဲ့ရောက်ဝေးပဲရောက်ပေါ့နော်။ဝေးကနေဒါနန်းကိုသွားဒါနန်းကနေဝေးကိုလာတာပဲဖြစ်ပေါ့နော်။အဲ့လို tourist train စီးကြည့်ပေါ့နော်။ဈေးရမ်းမကွာဘူးဟိုဘယ်လိုပြောမလဲအရန်လာတယ်ပေါ့နော်။စီးကြည့်ပါလို့အခုတော့ကျွန်မဝေးကိုလေသိချင်လို့ကျွန်မကိုဆယ်ပုံရင်းနေတာမှာလမ်းလျှောက်နေရပါတော့ကျွန်မနေတဲ့နားတဝိုက်ပေါ့နော်ဒီကလူတွေကကြတော့ relax လို့နော် ထိုင်းလို့ထင်တာပေါ့ကမ္ဘောဒီးယားရောက်တော့ကမ္ဘောဒီးယားကသူတို့လူမျိုးလို့ထင်တာတော့ဆောက်ရီအေရှားလူမျိုးတွေရဲ့လေဟိုလို့ထင်တာပေါ့နော်အဓိကကလေဘယ်လိုပြောရမလဲလူရှင်းစင်တာပေါ့နော်အဲ့ဒီနောက်ကဦးလေးရလေကျွမ်းတော့ကိုလိုက်နေတာထိုင်းထင်ပြီးတော့ကျွမ်းကိုတူစပိန်လာပါလဲအဲ့ဟာလေဒီမှာဗီယက်နမ်မှာအရင်စီးကြတယ်ပေါ့နော်ကျွမ်းလာအိုမှာလည်းတွေ့ခဲ့တယ်အဲ့ကျွမ်းနောက်ကနေထိုင်းလို့ပေါ့နော်နှုတ်ဆက်ပြီးတော့လိုက်ပြောနေတာပေါ့နော်ကျွမ်းဟိုတယ်ချက်ပြင်ဝင်တော့လဲဟိုတယ်မှာကျွမ်းကိုထိုင်းလို့ထင်တာသူက sorry ခါဆိုပြီးတော့နှုတ်ဆက်ပါတော့ဒီနေ့ hop on hop off တိုးလုံးမလို့ပေါ့နော် hop on hop off ကလေဒီမှာ ticket 3မျိုးရှိတယ်4 hour ticket ပေါ့နော်ရှိတယ်24 hour ticket ရှိတယ်48 hour ticket ရှိတယ်ပေါ့နော်ဈေးတွေကမတူဘူးကျွန်တော်4 hour ticket ကိုဝယ်ထားတယ်ပေါ့နော်လောလောဆယ်ကလေ hop on hop off ကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ပေါ့နော်အဓိကကကျမတို့ကလေဒီမှာပေါ့နော်ဥမာထားပါတော့4 hour ticket ကိုဝယ်ထားတယ်ဆိုလို့ရှိရင် entrance မျိုးမပါဘူးပေါ့နော်သူကကားကြီးပဲတနေရာနဲ့တနေရာကိုစိုက်စင်းလိုက်ပြရတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီလိုမျိုးဝေးရဲ့ perfume river ပေါ့နော်အဲ့ဒီနားမှာ hop on hop off bus ticket ရောင်းတာပေါ့နော်ဒါ river ပေါ့နော်ကျမရဲ့အခု bus က10နာရီမှစမှာဆိုတော့ကျမဒီမှာလာပြီးတော့ခဏလာထိုင်မလို့ပေါ့နော်မှာဆိုတော့ကျမဒီမှာခဏထိုင်ဆောင်အခုမှ9နာရီကျော်ပဲရှိပြီးတော့လေဒီ perfume river ထဲမှာပုတ်စီးလို့ရတယ်ပေါ့နော်ဆောနာကျမပုတ် ticket လာရောင်းတယ်ကျမဒီမဝယ်လိုက်ဘူးပေါ့နော်အဓိကကျမဟိုမှာ bus ticket ဝယ်ထားတဲ့အတွက်လေဒီ perfume river မှာဒီ evening မှာ sunset ကြည့်တာလဲသူကနာမည်ကြီးတယ်ပေါ့နော်အဲ့တော့လေကျမလေ hop on hop off bus ကလေတချို့သိပြီးတဲ့သူတွေရှိမယ်မသိတဲ့သူတွေအတွက်ကိုကျမတစ်ချက်ပေါ့နော်ဟိုဒီမှာနည်းနည်း knowledge sharing လုပ်ချင်တယ်ပေါ့နော် hop on hop off bus ကသူ့ရဲ့သဘောကကျမတို့ကထားပါတော့ကားငှားပြီးလေတယ်လို့မျိုးပဲဒါကကြတော့ဘုံပေါ့နော်ဟိုတချို့မြို့ကြီးတွေဒီ tourist attraction များရှိတဲ့မြို့တွေပေါ့နော်အဲ့လိုမျိုးတွေမှာဆို hop on hop off bus တွေကိုတွေ့ရတဲ့ပေါ့နော်အဲ့လိုတချို့နိုင်ငံတွေမှာရှိတယ်ပေါ့နော်ဗီယက်နမ်မှာကတော့ကျမဆိုင်ကုန်းမှာတွေ့ခဲ့တယ်အခုဒီမှာဝေးမှာထပ်တွေ့ရပေါ့နော်ပထမကျမလေဝေးမှာဆိုင်ကုန်းမှာလည်းကျမ hop on hop off bus ကိုစီးကျင်တာပေါ့နော်ဒါပေမဲ့ကျမဒီဆိုင်ကုန်းမှာတိတ်ပြီးတော့အချိန်မရခဲ့ဘူးအချိန်မရခဲ့တဲ့ခါကျတော့ပြီးတော့လဲဖို့လဲဟိုဘယ်လိုပြောမလဲနေသိမ့်မကောင်းတဲ့ခါကျတော့ကျမမလဲချင်ခဲ့ဘူးပေါ့နော်အခုဒီမှာတော့ကျမဒီ
ဟောပေါ် bus ကိုဝေးမှာထပ်တွေ့ရခါကျတော့ကျွန်မလဲဖို့ဆုံးဖြတ်လိုက်တယ်ပေါ့နော်ဟောပေါ် bus ဆိုတာကကျွန်တော်တို့ကကားငှားပြီးတော့လဲတယ်လို့မျိုးပဲကိုသွားခြင်းနဲ့စိုက်စင်းနေကိုပေါ့နော်အဲ့တော့ဟောပေါ် bus ကလည်းထိုနည်း၎င်းမယ်သူကဒီမှာသူက ticket ဝယ်ထားတဲ့လူတွေအကုန်လုံးစုပြီးတော့ tourist attraction တစ်ခုချင်းစီမှာသူက bus stop လိုမျိုးပဲရပ်ပေးတာပေါ့နော်ရပ်ပေးပြီးတော့လူအတင်ချလုပ်တယ်စင်းကျင်တဲ့သူကစင်းပြီးတော့လေအဲ့နေရာကိုဒါတက်လာမဲ့သူတွေလည်းရှိတယ်ပေါ့နော်ပြီးရင်နောက်တစ်နေရာကိုသွားတယ်စင်းကျင်တဲ့သူစင်းတက်လာတဲ့သူရှိတယ်အဲ့လိုမျိုးသွားတာပေါ့နော်ဒီဟောပေါ် bus ကလေအဲ့တော့4နာရီပေါ့နော် half day ပေါ့နော်နေ့တစ်ပိုင်းလက်မှတ်ရှိတယ်ပြီးတော့24 hour ဆိုပြီးတော့လေသူကတရက်စာပေါ့နော်လက်မှတ်ရှိတယ်ပြီးတော့48 hours ဆိုပြီးတော့2ရက်စာလက်မှတ်ရှိတယ်ပေါ့နော်အဲ့တော့ကိုစီးကျင်တဲ့လက်မှတ်ကိုကိုယ့်ဘာသာကိုရွေးပြီးတော့ဝယ်လို့ရတယ်ကျမကတော့အကုန်မလဲခြင်းတဲ့အခါကျတော့4 hours ticket ကိုပဲကျမဝယ်လိုက်တယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ကျမ2ခုလဲလို့ရတယ်တနေရာမှာအချိန်1နာရီရတယ်ပေါ့နော်အဲ့2ခုလဲပြီးလို့ရှိရင်ကျမဒီ bus နဲ့ပဲဒီနောက်ဆုံးဒီနေရာကိုကျမပြန်စီးလာရမယ်ပေါ့နော်ကျမထပ်ဆင်းလို့မရတော့ဘူးဟောပေါ် bus က transportation only ပဲကိုဝင်တဲ့ tourist attraction ပေါ့နော်ထားပါတော့ဖရားကိုကိုကဝင်နေမယ်ဆိုအဲ့ဖရား entrance fee ပေးရတယ်ဆိုရင်ကိုယ့်ဘာသာကို entrance fee ပေးရမှာပေါ့နော်ဒီ hop bus ကသူ့ရဲ့သဘောက transportation only ပဲပေါ့နော်အဲ့တော့ experience ကိုကျွန်မလိုချင်နေရကြပြီဆိုတော့လေအခုဒီမှာရမယ်ဆိုတော့မစိုးဘူးပေါ့နော်အားလုံးလည်းဒီလို hop bus ရှိတဲ့မြို့တွေမှာဆိုရင်အဲ့ဒါကို try ကြည့်ပါပေါ့နော်ကျွန်မကတော့ recommend ပေးပါတယ်ဒါတော့ဟောပေါ် bus ပါโอเคဒီမှာပါ yes好窄的没人来洗过喏，一把过喏，一年都得呀，我靠，这个也是难的，这个现在是就是呢。
view ကတော့အရန်လာတယ် The altar is worship the emperor. So sometimes the emperor relative, like grandchildren, back here, they burn incense stick. They ask for the permission from security. But we are tourists, we are not allowed. 7 stories. And you put the door all the way open. And then when the loop open up to pray inside, you come to pray, go down, come up. When you come in, you burn inside. And you smoke, that's what. အရန်လာပဲဒါကတိမ်မူပကိုးတာပေါ့နော်ဒီမှာဟိုဘက်ကအခုကျွန်မပြထားတဲ့နေရာ perfume river ပေါ့နော်ဒီကသူတို့ရဲ့ perfume မြစ်ပေါ့နော် Some candy tuition, Go there. Go there. Go there. Left now. Myanmar. ဒေါ်လာ9ချမ်းနဲ့ဝေးတစ်မျိုးလုံးနဲ့ရွာရောနော်